ဗုဒ္ဓမြတ်စွာဘုရားထားရှိခဲ့တယ်ပရိယတ္တိပရိပတ်တိပရိဝေဒသာသနာလို့ဆိုရတယ်သာသနာတော်300တာလျင်ဗုဒ္ဓဘာသာဝင်ယဟန်ရှင်လူအများပြည်သူတို့တွေတန်တရားဝဲဩဃာကြီးကလွတ်မြောက်ရာအာကိုအာရာပြုရာအထွတ်အမြတ်ဆုံးယရနာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့သားတော်ယဟန်တော်များဟာတရားယရနာလို့ဆိုရတယ်ဒီသာသနာတော်300ကိုစီပင်တိုးတက်အောင်သာသနာတော်ကြီးအတွန့်ရှိအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူခဲ့ကြပါတယ်မြတ်စွာဘုရားထားရှိခဲ့တဲ့ပရိပတ်တိသာသနာတော်ကိုစောင့်ရှောက်ဖို့ပရိပတ်တိကျင့်စဉ်များကိုကျင့်ကြံအားထုတ်ကြရင်မဲ့လေးရန်ဖိုလေးရန်ရရှိသွားကြတဲ့ယဟန်ပုဂ္ဂိုလ်များဟာယဟန်နာကြီးများဖြစ်ကြပါတယ်မြတ်စွာဘုရားထားရှိခဲ့တဲ့ပရိယတ္တိသာသနာတော်ကိုစောင့်ရှောက်တော်မူကြရာမှာဘိဓကသုံးပုံတရားတော်စာပေပရိယတ္တိများကိုလေ့လာစီဘူးသင်ယူကြက်မှအာကုံဆောင်ကြရင်ဆရာတဆူဖြစ်လာကြကုန်တဲ့သာသနာအာဇာနည်ပရိယတ္တိအကျော်ယဟန်ပုဂ္ဂိုလ်များဟာသီလသမာဓိပညာဂုဏ်တို့နဲ့ပြည့်စုံပြီးကြီးညိုပွဲရာသာသနာမှာထူးခြားတော်မူကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်လူသရဝါတွေကိုတန်တရားဝိဆင်းရဲကလွတ်မြောက်ဖို့နီလန်းညွှန်ပြပြောဆိုဆုံးမနေကြသူတွေဟာယဟန်တော်များဖြစ်ပါတယ်ယဟန်တော်များဟာသာသနာတော်ကိုစောင့်ရှောက်ထိန်းသိမ်းရမှာဘုရားကြောင့်ကံစေတီပထိုးအစရှိတယ်သာသနိကအဆောက်အဦများကိုဆောက်လုပ်ခြင်းပြုပြင်ထိန်းသိမ်းခြင်းစတဲ့ဗုဒ္ဓသာသနာစီပင်ထွန်းကားရေးလုပ်ငန်းတရားဟာလည်းအထူးလိုအပ်လာတဲ့တာဝန်တရားဖြစ်ပါတယ်ညာမုံရွာဒေသမှာလေဒီဆရာတော်ဘုရားကြီးအရှင်ညာနာတစ္ဆာမိုးညင်းဆရာတော်ဘုရားကြီးဥတုမနတောင်နန်းသာသနာပြုဆရာတော်ဘုရားကြီးဥဟုတ်တမသာရညောင်မင်းအိုင်ဆရာတော်ဘုရားကြီးဗတ္တန္တနန္ဒောဘာသနဲ့မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဗတ္တန္တနာရရတို့ဟာသာသနာပြုရာမှာထူးခြားထင်ရှားလာတဲ့ဆရာတော်ကြီးများဖြစ်ကြပါတယ်မုံရွာနယ်မှာအနုပညာမြောက်ဘိသုကာလက်ရာတွေနဲ့တိစောက်ထားခဲ့တဲ့သာသနိကအဆောက်အဦတွေဟာသာသနာတော်ပွင့်လင်းစီပင်ကြောင်းပြသထားတဲ့အထောက်အထားတွေဖြစ်ပါတယ်ဒီဘက်ခေတ်မှာတော့သာသနာပြုလုပ်ငန်းများနဲ့ကြီးမားထင်ရှားလာတဲ့ဂန္ဓဝင်မြောက်သာသနိကအဆောက်အဦတွေဟာမုံရွာမြို့နယ်ဂရက်ကန်ကြီးရွာမှာရှိတဲ့မဟာဗောဓိတထောင်ကျောင်းတော်ကြီးမှာရှိပါတယ်။နေကြီးဖြာခြင်းဝင်းကျင်သားစွာတင့်နေတာငှက်ကတွန်ကျူးရွှင်ပြညူမိန်မူပါမိအသိစိမ့်ဆိုသားမောဆုတ်ပြန်တော်ဒီဗောဓိတထောင်အထောင်အတောင်ဖျားပေါင်းကိုညှို့ပြောင်းပါပြီးဝန်းစီငါမိငါပါငါဘိုးငါဘေးမျှဝေပြီးငါမြင်းငါသားစင်းဆက်သွား၍ပွားမြစ်တာကိန်းနှင်းရီလိမ့်လျက်အင်းငိမ့်ဒုက္ခရစေသည်ဗောဓိတထောင်သာသနာနယ်မြေဟာမုံရွာမြို့ကနေ17မိုင်ဝေးပါတယ်ခရီးလမ်းကတာပါတယ်1322ခုနှစ်ခရစ်နှစ်1959ခုနှစ်မှာဦးကြီးတော်ဂရက်ကန်ရွာဆရာတော်ကြီးဦးညစ်ရပြန်လွန်တော်မူတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒကာဒကမများရဲ့ပြင်းလျှောက်ချက်အရဗောဓိတထောင်ဆရာတော်ဟာကြွရောက်ပြီးသတင်းသုံးခဲ့ပါတယ်။အဲ့ဒီအချိန်ကဆရာတော်ဟာထလက်ကျောင်းနဲ့သတင်းသုံးခဲ့ရတာပါ။ဆရာတော်ဟာနေ့စဉ်ဗုဒ္ဓနုတ္တိဘာဝနာဘုဒ္ဓဂုဏ်တော်ကိုအမြဲမပြတ်ပွားများနေပြီးမေတ္တာကမ္မထံကိုလည်းတစ်နေ့မှာ3ချိန်ပွားများပါတယ်။အနေအထိုင်အိန္ဒိယတမ္မရသီလလုံခြုံမှုနဲ့ပါဠိမောက်လုံခြုံခြင်းလောဘစွန်းဒေါသစွန်းမောဟစွန်းအိတ်တာစွန်းမစ္စရိယစွန်းမထွက်ခြင်းအရာရာကိုသိခံခြင်းပရိစတဲ့ပေးကမ်းဝေယများကိုမျက်နှာကြီးငယ်မရွေးပေးကမ်းချီးမြှင့်ခြင်းကြီးသူကိုယိုသည်ရွယ်သူကိုလေးစားငယ်သူကိုတနာတတ်ခြင်းဆိုတဲ့ဂုဏ်ပုဒ်များနဲ့ပြည့်စုံပါတယ်။
ရာတော်ဗဒ္ဒနာနာရရဟာဂရက်ကံမှာစတင်ပြီးကြောင်းထိုင်တာနဲ့ဘောဓိပင်များစိုက်လို့တဲ့ဆန္ဒဟာပြင်းပြနေတာမို့1322ခုနှစ်ကစုံလာဇန်17ရက်နေ့မနေ့8:55မိနစ်အချိန်မှာကျေးဇူးတော်ရှင်သံဃာရာဇာနန်းဦးဆရာတော်ဘုရားကြီးဦးနန္ဒီယနဲ့ဘောဓိတထောင်ဆရာတော်တို့ဟာဘောဓိပင်ငယ်ကိုကင်တော်မူကြကာဗုဒ္ဓသာလောကဓမေဟိအစကြီးမင်္ဂလာတုတ်ပါဠိတော်ဂါထာကိုရွတ်ဆိုပြီးညီမာချစိုက်ပျိုးပူဇော်ခဲ့ကြပါတယ်ဘောဓိပင်စိုက်ပျိုးပူဇော်လာခဲ့တဲ့အစဉ်လာဟာဘုရားရှင်လက်ထက်တော်အာနန္ဒာဘောဓိပင်စိုက်ပျိုးစဉ်ကစပြီးသာသနာရေးစည်းကြောင်းတစ်လျှောက်စိုက်ပျိုးပူဇော်လာခဲ့ကြတာဟာခေတ်အဆက်ဆက်ပါပဲဆရာတော်ရဲ့ဇာတိရကြ400မှာဘောဓိတထောင်ဆရာတော်ငယ်စဉ်ကသတင်းသုံးခဲ့တဲ့ကိုးစုကျောင်းဆိုတာရှိပါတယ်ကျောင်းနိုင်ဆရာတော်ဟာဥတုမနဖြစ်ပြီးတော့တီဟိုကိုဖျားဘူးသွားရာကပြန်အလာမှာမြစ်စီမဒေသရဲ့ပင်မမျိုးဆက်ဖြစ်တဲ့ဘောဓိပင်ရဲ့မျိုးနွယ်ဘောဓိပင်ငယ်ကိုပင့်လာခဲ့ပါလေမြေရူးဝင်မင်းဦးမိုးနဲ့ရွာသူရွာသားများစိုက်ပျိုးခဲ့တဲ့ဘောဓိပင်ဟာနှစ်ပေါင်း100ကျော်အခုတိုင်အောင်တည်ရှိနေစေဖြစ်ပါတယ်အခုမဟာဘောဓိတထောင်ဆရာတော်စိုက်ပျိုးခဲ့တဲ့ဘောဓိပင်တွေဟာမြတ်ဗုဒ္ဓပွင့်ရာမြစ်စီမဒေသကမဟာဘောဓိပင်ရဲ့မျိုးဖြစ်ပါတယ်ခင်ဗျာဘောဓိပင်တစ်ထောင်ကျော်စိုက်ပျိုးမှုကိုအစွဲပြုလို့ဘောဓိတစ်ထောင်ကျောင်းဘောဓိတစ်ထောင်ဆရာတော်လို့အမည်နာမခေါ်ဝေါ်လာခဲ့ကြပါတယ်စတင်စိုက်ပျိုးခဲ့စဉ်ကဘောဓိပင်ပေါင်း1345ပင်ရှိခဲ့ရာခရစ်တက္ကရာ2003ခုနှစ်ကုန်မှာဘောဓိပင်ပေါင်း8200ကျော်ရှိနေပါပြီဘောဓိတစ်ထောင်သာသနာနယ်မြေမှာဖျားအစရွှေလန်တော်ကလို့ဆိုရိုးရှိခဲ့တဲ့ရွှေလန်တော်ဖျားဖြစ်ပါတယ်အောက်ခြေပလင်မှာလာဘမှုနိမြတ်စွာဘုရားပုံတော်16ဆူရှိပါတယ်လာဘမှုနိရုပ်ပွားတော်ရဲ့အထက်မှာကြောက်စင်းတူတော်များအဆင့်ဆင့်ရှိပြီးအပေါ်ဆုံးမှာတော့ဇေဒီပုံတည်ထားပါတယ်မင်းတို့မင်းတရားကြီးရဲ့လှန်တော်နဲ့ဗရမ ्या ကိုဌာပနာခဲ့တာပါတန်တရားရေးဘုရားကြီးကိုသာသနာတက္ကရာ2512ခုခရစ်နှစ်1968ခုနှစ်မှာပြီးစီးခဲ့တယ်လို့ကျောင်းဆောင်တော်ကြီးမှာရေးထိုးထားပါတယ်။ကျောင်းဆောင်ရဲ့အတွင်ပလင်တော်ပေါ်မှာကြီးမားတဲ့ထိုင်တော်မူကိုတော်ကြီးတည်ရှိပြီးတော့လက်ဝဲလက်ရာမှာတော့ရုပ်ဘွားတော်2ဆူရှိပါတယ်။လက်ဝဲလက်ရာဘုရား2ဆူရဲ့ပလင်တော်မှာနေလရုပ်များပါဝင်ပါတယ်တန်တရားအေးဖျားကြီးအနီးမှာဘိုးကြီးချစ်ဆွေမိသားစုရဲ့ကောင်းမှုဗျာဒိတ်ပေးဖျားကြီးရှိပါတယ်။ဖျားเจ้าဆောင်အတွင်းမှာရက်တော်မူဗျာဒိတ်ပေးပုံသဏ္ဍာန်ထုလုပ်ပူဇော်ထားပါတယ်။ကြာပွင့်ပလင်ပေါ်မှာရက်တော်မူကိုရောမြတ်ကြီးကိုကြီးမားစွာထုလုပ်ထားပါတယ်။အိန္ဒိယမဟာဗောဓိပုံအဆောက်အဦဖြစ်ပြီးအယံဇေဒီ၄ဆူရှိပါတယ်။ဗျာဒိတ်ပေးကိုရောကြီးရက်တော်မူကိုတော်ကြီးဖျားလို့လည်းအမျိုးမျိုးခေါ်ဆိုကြပါတယ်ဒီပါဤဘုရားကြီးဟာမူလပထမဘောဓိပင်များစိုက်ပျိုးခဲ့တဲ့ဖျားကွင်းရဲ့အလယ်လောက်မှာတည်ရှိပါတယ်ခရစ်တက္ကရာ1986ခုနှစ်မြန်မာတက္ကရာ1338ခုနှစ်ကဒီပါဤဘုရားကြီးကိုတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်ဂရက်ကံမှာဘောဓိပင်များစိုက်ပျိုးဖို့တပင်းမြို့နယ်ကိုးစုကျောင်းကပင်းဆောင်လာခဲ့တယ်မဟာဘောဓိပင်ငယ်များကိုဂရက်ကံမှာယာယီမန္တထိုးပြီးပထမဆုံးစုပေါင်းစံပယ်ခဲ့တဲ့နေရာမှာဒီပါအေးဖျားကြီးကိုတည်ခဲ့တာဖြစ်ပါတယ်အမြင့်108ပေရှိပြီးတော့အောက်ခြေမှာကြောက်သားများနဲ့တိဆောက်ထားကအပေါ်ပိုင်းမှာအုပ်နဲ့တစ်သားများကိုသုံးဆွဲထားပါတယ်ဘုံ9ဆင့်အမြင့်ရှိပြီးတော့အပေါ်ဆုံးဓာတ်မှာရုပ်ပွားတော်ရှိပါတယ်
စေရီဟာဒီပါအေးဖះနဲ့မလှမ်းမကမ်းမှာတည်ရှိပါတယ်။ကျောင်းတကာကြီးဦးအောင်ဖေးရဲ့ကွင်းကထမ်းမင်ငုံငုံပြီးဖះတည်ခဲ့တာဖြစ်ပါတယ်။ထန်းစေရီရဲ့အတွင်းဘက်အောက်ထပ်နန်းရံမှာအောင်ချင်း၈ပါးပုံဖော်နန်းရံပကြီးများကိုရေးဆွဲထားပါတယ်။အပေါ်ဆုံးတက်မှာရုပ်ပွားတော်ရှိပြီးဘယ်သူမဆိုကြည်ညိုနိုင်ပါတယ်။ထန်းစေရီရဲ့အပေါ်ဆုံးမှာတော့ဇေဒီပုံကိုတည်ထားပါတယ်ဆူလာမဏိဇေဒီဟာဒီပါအေးဖះထန်းဇေဒီတို့လိုပဲဓမ္မစကြာဖះများနဲ့ဗောဓိပင်များရဲ့အလယ်မှာတည်ထားပါတယ်အပြင်ဘက်နံရံပတ်ပတ်လည်မှာဗုဒ္ဓရုပ်ပွားတော်များကိုပူဇော်ထားရှိပါတယ်ဗောဓိပင်များနဲ့ဆူလာမဏိဇေဒီဟာတင့်တယ်တပ်ပေတာပါခင်ဗျာမဟာဗောဓိတထောင်သာသနာနယ်မြေမှာယဟန္တာရဲ့ခြေတော်ရာဖះဟာနှစ်စုရှိပါတယ်။အခုမြင်တွေ့နေရတဲ့ခြေတော်ရာဖះစေရီဟာမြောက်ဘက်ကစေရီဖြစ်ပါတယ်။မူလကဒီခြေတော်ရာဟာအရှိဘက်တောင်ပေါ်ဇီးပြူတောင်မှာရှိခဲ့ပြီးကြောက်တုံးပေါ်မှာတည်နေခဲ့တာပါ။ကြရက်ခံရွာသူရွာသားတွေဟာဇီးပြူတောင်ပေါ်ကခြေတော်ရာပါတဲ့ကြောက်တုံးကြီးကိုကျွဲနွားအင်အားလူအင်အားနဲ့စွတ်ဖားလုပ်ပြီးကြရက်ခံရွာစီကိုပင့်ဆောင်လာခဲ့ကြပါတယ်။ဒါပေမဲ့လည်းယခုနေရာရောက်တဲ့အခါမှာတော့ဘယ်လိုမှဆက်ပြီးတည်ဆောင်လို့မရတော့တဲ့အတွက်အဲ့ဒီနေရာမှာပဲကျောင်းဆောင်ဆောက်ဖျားတယ်ပြီးယဟန္တာရဲ့ခြေတော်ရာကိုပူဇော်ခဲ့ကြတယ်လို့ရှေးလူကြီးသူမများရဲ့အစဉ်အဆက်ပြောစကားကိုမှတ်သားပြုပြီးသိရှိရပါတယ်။နှစ်စဉ်ဝါကောင်လများမှာခြေတော်ရာဖျားပွဲများကျင်းပလေရှိပါတယ်။တောင်နဲ့မြောက်ခြေတော်ရာဖျားနှစ်စုဟာဗောဓိတထောင်သာသနာနယ်မြေရဲ့တောင်နဲ့မြောက်နယ်နိမိတ်ကိုပြတဲ့ဖျားတွေလည်းဖြစ်ကြပါတယ်။ဗောဓိတထောင်သာသနာနယ်မြေရဲ့အဦးဆုံးဇေဒီတွေလို့ခေါ်ဆိုနိုင်ပါတယ်။မဟာဗောဓိတထောင်သာသနာနယ်မြေရဲ့အရှိဘက်တောင်ကုန်းပေါ်မှာဝိဇ္ဇာကိုရှိပါတယ်။အတန်ငယ်မြင့်တဲ့တောင်ကုန်းပေါ်မှာတိဆောက်ထားတာကတကြောင်အလန်းကွာဝေးတာကတကြောင်တို့ကြောင့်လူသူအရောက်အပေါက်နဲလှပါတယ်။အေးစီစီငြိမ်ငြိမ်သက်သက်နဲ့အဋိဋ္ဌံဝင်လိုသူတွေတရားဘာဝနာပွားများလိုသူပုဂ္ဂိုလ်တွေအတွက်ဝိဇ္ဇာကူဟာတင့်တော်ပါတယ်ဝိဇ္ဇာကူဆူတောင်းပြဖျားနောက်ခံတို့နဲ့ရဟန္တာ900ဆွမ်းခံကြွနေပုံရုပ်လုံးရုပ်ထုတွေဟာတောင်တန်းနဲ့ပနာရပြီးသဘာဝကျလာပါလေ
မြတ်ဗုဒ္ဓနဲ့တန်ဃာတော်များဆွမ်းခံကြွနေပုံကိုစိတ်မှထင်မှတ်လာပြီးတော့ကြီးညိုပွဲဖြစ်ပါတယ်ဘောဓိတထောင်ဆရာတော်ကြီးဟာအရှိဘက်ဖိုးကောင်တောင်ပေါ်မှာအောင်စက်ကြာစေတီတော်ကိုတည်ထားခဲ့ပါတယ်1340ခုတပေါင်းလာဆန်း2ရက်1980ပြည့်နှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာအောင်ပနဲ့ရိုက်ပြီးရွှေအုပ်ငွေအုပ်ဗရမ ्या အုပ်ဖန်အုပ်မှန်အုပ်များနဲ့အများလူကြတဲ့လက်ဝတ်ရတနာများအပြင်ဓာတ်ပေါင်းစုံကိုပါထည့်သွင်းပြီးအုပ်မြင့်ချခဲ့ပါတယ်။ဘုရားကြီးရဲ့ဖနက်တော်ဟာ145တောင်ညံတော်အမြင့်က145တောင်ထီးတော်ရဲ့အချင်းမြင့်နဝ8တောင်တထွာအတောင်20ခန့်ရှိတဲ့မုတ်ဦးဘုရားက4စုဂျိုဘုရား8စုရှိပါတယ်။ဘောဓိတထောင်ဆရာတော်ဟာအတွင်းလှိုင်များပါတာကိုသဘောကျတော်မူတဲ့အတွက်လှိုင်ကိုဖောက်လုပ်ပေးထားပါတယ်။အောင်စက်ကြာစီရီဟာခိုင်ခံ့ပြီးအချိုးအဆက်လဲအလွန်ပြည့်ပြည့်ချောမော့တာမို့အင်မတန်မှတပ်ပယ်လှပါတယ်။ သစ္စာ၄ပါးဝေရတိလျင်သမာဓိဋ္ဌိမှတ်ကြနေစဉ်မေဂီ7ပါးအလုံးဝေပါတင်သစ္စာ၄ပါးဝေရတိလျင်သမာဓိဋ္ဌိမှတ်ကြနေစဉ်မေဂီ7ပါးအလုံးဝေပါတင်သမာသင်္ကပ္ပစိတ်ကစီရင်သုံးမြဝိမှလွတ်ရထွက်ခြင်းသမာသင်္ကပ္ပစိတ်ကစီရင်သုံးမြဝိမှလွတ်ရထွက်ခြင်းသမာဝါစာကောင်းသောစကားဖြင့်သမာကမ္မနာကောင်းမှုပြုလျင်သမာဝါစာကောင်းသောစကားဖြင့်သမာကမ္မနာကောင်းမှုပြုလျင်နိဗ္ဗာန်ဝိနိုင်မှာရဲ့ရှိပါမြတ်မေသမာဇီဝနဲ့ပင်ကိုမတဲ့မွေးစီရင်သမာဝါယမကလုံလာခြင်းဟောသမာအာဇီဝနဲ့ပင်ကိုမတဲ့မွေးစီရင်သမာဝါယမကလုံလာခြင်းဟောတုစရိုက်ကိုပဲရင်ခြင်းအဖြစ်ကင်းစင်သမာတတိဝေကြီးစိမထားရင်နေညာဘွားကသမာသမာတိကင်းနိဗ္ဗာန်ဝိနိုင်မှာရဲ့ဖြစ်ပါမြတ်မေဟာရင်းရင်သိနိုင်ညမအလုံးပြုတ်တန်းဝင်မလန်းဘူလန်းဤမန်းဟိုခရီးစဉ်လောဘဒေါသမောဟရင်းရင်သိနိုင်ညမအလုံးပြုတ်တန်းဝင်မလန်းဘူလန်းဤမန်းဟိုခရီးစဉ်သဘင်ဇက်ခုံတို့မြူတူစိတ်ကရွှေဘုံလောကီတွင်ကြောက်စရာတွေးမိဩနိစ္စမာတိဒုက္ခတွေစဉ်အနတ္တကိုရှုရင်ပြောနိုင်မှာဘူးထင်ငါငါမေးရင်တောင်းမှန်မြတ်တွေနိဗ္ဗာန်ဝိနိုင်မှာလေဖြစ်ပါမြတ်မေမဟာဗောဓိတထောင်ဆရာတော်ဟာဖိုးကောင်တောင်ပေါ်မှာပဲအင်မတန်မှကြီးမားတဲ့လျှောင်းတော်မူကြီးကိုတည်တော်မူပြန်ပါလေ1352ခုပြာသိုလပြည်ကျော်9ရက်1992ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာလျှောင်းတော်မူကြီးရဲ့ပလင်တော်ကြီးကိုပနဲ့ချခဲ့ပါတယ်ပလင်တော်ကြီးဟာအလျား222တောင်333ပေအနံအတောင်40ပေ60ရှိပါတယ်1353ခုဝါဆိုလာဆန်း3ရက်နေ့မှာတော့လျှောင်းတော်မူကြီးကိုပနဲ့ချခဲ့ပါတယ်။လျှောင်းတော်မူကြီးဟာအလျား222တောင်အနံ25တောင်ဥကောင်းတော်ရဲ့အမြင့်ကအတောင်40ရှိပါတယ်။ခြ
ခြေဘွားတော်မှာစက်တော်ရာများဖော်ပြီးတော့အလင်းပေါက်လေးဝင်ပေါက်များထားရှိပါတယ်လျောင်းတော်မူကိုတော်ကြီးရဲ့အတွင်းထဲမှာလှိုင်ကောင်းပြုလုပ်ထားပြီးတော့လျောင်းတော်မူကြီးရဲ့နောက်ကျောဘက်ကဝင်ရောက်ပြီးဘုရားဖူးခြင်းတရားဘာဝနာပွားများခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်ငရေယုံဖျားဟာလျောင်းတော်မူကြီးအနီးမှာရှိပါတယ်။ညံတော်33တောင်မြင့်ပါတယ်။ပြောင်မြောက်လှတဲ့အမှုပညာစွမ်းရည်နဲ့ပတ်ဝန်းကျင်ရဲ့သဘာဝအလှဟာဖျားဘူးတွေကိုဖန်ဆားနိုင်ပါတယ်။အသေးစိတ်လာတဲ့ငကားအကြေးကုန်တွေနဲ့အချိုးအစားပြည့်ပြည့်ပုံဟာငရေယုံဖျားရဲ့ထူးခြားမှုပါပဲ။ခရစ်တက္ကရာ2004ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ကုသိုလ်ရှင်ကတော့ဦးထေဦးဒေါ်ကျူကျူမြင့်မိသားစုဖြစ်ပါတယ်ရှင်။မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဗဒ္ဒန္တနာရရဟာဗုဒ္ဓရွှေကျောင်းတော်ကြီးမှာသတင်းသုံးပါတယ်ဆရာတော်ကြီးပူဇော်ထားတဲ့ရုပ်ပွားတော်တွေကိုဗုဒ္ဓရွှေကျောင်းကြီးရဲ့အပေါ်ဓာတ်မှာရိုသေစွာဖူးမြော်ကြီးညိုနိုင်ပါတယ်ဆရာတော်ကိုရွှေတွင်းကုန်းကျေးရွာမှာခမဲတော်ဦးထွန်းမြတ်မေတော်ကြီးဒေါ်စောမြိုင်တို့မှ1292ခုတဘို့တွဲလာဆန်း14ရက်မှာမွေးဖွားခဲ့ပါတယ်။ကလေးဘဝပခက်ထဲမှာတိတ်ထားစဉ်မှာပခက်နှကန်းပေါ်ကိုကြီးတကောင်လာပြီးနားနေခဲ့ပါတယ်။စာတင်သားဘဝရောက်တော့လေကြီးတကောင်ဟာလာပြီးနားခဲ့ပြန်ပါတယ်။ရွှေကြီးတွေလာပြီးနားခဲ့တာကိုအမှတ်တရအဖြစ်ဖော်ပြရင်းဒီစေဒီကိုတဲခဲ့တာလို့ဆိုကြပါတယ်စင်ကန်ဝင်းရဲ့အဝမှာဒန်နစ်ဝင်းသိန်းမိသားစုရဲ့ကောင်းမှုဖြစ်တဲ့စင်လေးကောင်ပေါ်မှာထိုင်တော်မူကိုတော်ဖြစ်ပါတယ်အေးချမ်းမှုအတွင်ကိုဆောင်းတဲ့မျက်နာတော်ဟာတင့်နဲ့တပ်ပင်တာပါအနုပညာလက်ရာအနေနဲ့မြတ်စွာဘုရားရဲ့ယုံထားတဲ့သင်္ကန်းတော်ရဲ့အတွန့်အလိပ်တွေဟာသဘာဝကျပြီးလက်ရာမြောက်လာမိုးကောင်းဖျားရဲ့အတွင်းဘက်လေးမျက်နှာမှာထိုင်တော်မူရုပ်ပွားတော်၄စုရှိပါတယ်။ဗကန်ခေလက်ရာပုံစံဖြစ်ကြပြီးအတွင်းနံရံရဲ့အပေါ်ပိုင်းမှာတော့နှစ်ကျိတ်ရှစ်စုဖျားများကိုဖူးမြော်မြင်တွေ့နိုင်ပါတယ်။ရွှေကြီးမင်းဘုရားဟာအိန္ဒိယမဟာဗောဓိပုံကိုအခြေခံပြီးတည်ထားတာဖြစ်ပါတယ်။အတွင်းဘက်နိုင်ရန်ဒီမတော့မဟာဗောဓိထောင်ဆရာတော်ဘုရားကြီးရဲ့ဘဝဖြစ်စဉ်အကျင့်ကိုရုပ်လုံးရုပ်ကြွနိုင်ရန်စီးရင်များနဲ့
ဖော်ပြထားပါတယ်။နံရံရဲ့အပေါ်ဘက်မှာတော့နေလရုပ်ပုံများကိုတွေ့နိုင်ရပါတယ်ဗုဒ္ဓမြတ်စွာဆက်တော်ရာဖျားဟာမိုးကောင်းဖျားနဲ့63တောင်ရှိစင်ငံဖျားကြီးတို့ရဲ့အလင်းမှာတည်ရှိပါတယ်။ဗုဒ္ဓရဲ့ခြေတော်ရာကိုရည်စူးပြီးပူဇော်ထားတာဖြစ်ပါတယ်။စင်ငံဖျားတွေနဲ့ကအကြီးဆုံးလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။အတောင်အားဖြင့်63တောင်ပေအားဖြင့်94ပေ6လက်မှမြင့်ပါတယ်။ဒီစင်ငံဖျားကြီးကိုအစွဲပြုပြီးတော့အနီးနားပတ်ဝန်းကျင်ကိုစင်ငံကွင်းလို့လည်းခေါ်ဆိုခဲ့ကြပါတယ်။စင်ငံဖျားကြီးရဲ့ဘိသုကလက်ရာဟာအချိုးအဆက်ကောင်းမွန်ပြီးပြည်ပြည့်လှပါတယ်။မျက်နှာတော်ဟာဖျားဖူးမြော်နေသူကိုကရုဏာအပြည့်နဲ့ကြည်နေတယ်ပေါက်ပါဘယ်အရမျက်နာကပဲကြည်ကြည်ဘုရားဘူးရဲ့စိတ်ကိုကြည်လင်အေးမြစေပါစင်ငံဘုရားကြီးကြီးမားသလောက်ရင်မြင်တော်ကလည်းကြဲကြဲဝင်းဝင်းရှိတာမို့ဘုရားဘူးတွေအစုလိုက်အဖွဲလိုက်စုစုဝေးဝေးအာပါတရကူးမြော်ကြီးညိုနေပါ63တောင်စင်ငံဘုရားကြီးရဲ့ကုသိုလ်ရှင်ကတော့ဦးတန်းထိုက်မိသားစုဖြစ်ပါတယ်မဟာဗောဓိတထောင်ကျောင်းတော်ကြီးမှာပြတိုက်ကြီးတစ်ခုရှိပါတယ်။ဗုဒ္ဓယဉ်ကျေးမှုပြတိုက်လို့ခေါ်ဆိုကြပါတယ်။မဟာဗောဓိတထောင်ဆရာတော်ကြီးဗဒ္ဒန္တနာရရသတင်းသုံးတဲ့ဗုဒ္ဓရွှေကျောင်းတော်ကြီးနဲ့ကပ်လျက်ဆောက်လုပ်ထားတဲ့အဆောက်အဦဖြစ်ပါတယ်။ပြတိုက်အတွင်းမှာအနုပညာလက်ရာမျိုးစုံနဲ့ထုလုပ်ထားတဲ့ရုပ်ပွားတော်များနှစ်ပေါင်းများစွာကရှေးဟောင်းစင်းနုတော်များရှေးအစဉ်ဆက်ကသုံးဆွဲလာခဲ့ကြတဲ့အသုံးအဆောင်များဖန်တယ်ကျွေးတယ်မျိုးစုံနဲ့မြင်တွေ့နိုင်ခဲ့တဲ့ရှေးဟောင်းပစ္စည်းများကိုပြသထားပါတယ်။ဗုဒ္ဓယဉ်ကျေးမှုပြတိုက်ဆိုတာထက်ရှေးဟောင်းပစ္စည်းပြတိုက်တစ်ခုလို့ခေါ်ဆိုရင်လည်းခေါ်ဆိုနိုင်လောက်ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကပစ္စည်းများကိုလိုနီခေတ်ကအသုံးအဆောင်ပစ္စည်းများလွတ်လပ်ရေးရပြီးခေတ်ကပစ္စည်းများကိုကြည့်ရှုလေ့လာနိုင်ပါတယ်။ပြသထားတဲ့အများစုပစ္စည်းတွေရဲ့တက်တန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဖြစ်ပါလိမ့်မယ်။ဖះเจ้าဆောင်ဗဗုရုပ်ထုများကျေးသွန်းပစ္စည်းများမှာအနုစိတ်လှတဲ့အနုပညာလက်ရာတွေကိုကြည့်ရှုရင်းရှေးကဘိုးဘွားမိဘတွေရဲ့ယဉ်ကျေးမှုကိုမှန်းဆနိုင်ကြပါလိမ့်မယ်။ခုလောလောဆယ်မှာတော့ဗုဒ္ဓယဉ်ကျေးမှုပြတိုက်ကိုသိရှိကြတဲ့သူနည်းလှပါတယ်။
မဟာဗောဓိတထောင်ဆရာတော်ဟာပြည်တွင်းပြည်ပကလှူဒန်းထားတဲ့ပစ္စည်းတွေကိုဗုဒ္ဓယဉ်ကျေးမှုပြတိုက်ထဲမှာသိမ်းဆည်းထားပါတယ်ခရစ်နှစ်1995ခုနှစ်မေလ10ရက်နေ့မှာတော့အင်မတန်မှမြင့်မားပြီးကြီးမားလှတဲ့ရတ်တော်မူကိုတော်ကြီးတဆူကိုပနက်ချတော်မူခဲ့ပါတယ်။ဒီရတ်တော်မူကိုတော်ကြီးပြီးစီးမယ်ဆိုရင်ကမ္ဘာမှာအမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါလိမ့်မယ်။ မဟာဗောဓိတထောင်ဆရာတော်အဆုတ်ယောဂဝေဒနာဆွဲကပ်ပြီးနောက်ဆုံးအဆင့်ကိုရောက်နေချိန်မှာကျေးဇူးတော်ရှင်တန်ခါရာဇာနန်းဦးဆရာတော်ဘုရားကြီးဦးနန္ဒိယရဲ့မြစ်တာရင်နဲ့နီလန်ညွှန်ပြမှုတွေကြောင့်ယောဂါတွေပျောက်ကင်းခဲ့ပါတယ်။နန်းဦးဆရာတော်ဘုရားကြီးဟာမင်းတို့မင်းတရားကြီးရဲ့မြေတော်ဖြစ်ပြီးခမဲတော်မြတ်အောင်မြို့စားမင်းသားနဲ့မေတော်သူဇာတာဒေဝီတို့ကဖွားမြင်ခဲ့ပါတယ်။1325ခုနှစ်တပေါင်းလမှာဦးနန္ဒိယပြန်လွန်တော်မူခဲ့ပါတယ်။ဆရာတော်ကိုကျေးဇူးဆက်တဲ့အနေနဲ့ဇဗူတောင်ထိပ်ထက်မှာအယိုးတော်တွေကိုဌာပနာပြီးမဟာဗောဓိတထောင်ဆရာတော်က
တည်ထားပူဇော်ခဲ့ပါလေရှင်မဟာဗောဓိတထောင်သာသနာနယ်မြေဟာ243.81 ဧကကျယ်ဝန်းပါတယ်။ဘုန်းတော်ကြီးကျောင်း82ကျောင်းနဲ့တခြားဓမ္မယုံအပါအဝင်အဆောက်အဦ10ခုစုစုပေါင်းအဆောက်အဦ82ခုရှိပါတယ်။မဟာဗောဓိတထောင်ကျောင်းတော်ကြီးမှာသတင်းသုံးကြတဲ့တန်ဃာတော်ပေါင်းကတော့ခရစ်တက္ကရာ2005ခုနှစ်ဩဂုတ်လစာရင်းအရဒုလဘများမပါဝင်ပဲအမြဲတမ်းတန်ဃာ136ပါးရှိပါတယ်။ယဟန်တန်ဃာတွေအနေနဲ့ပရိယတ္တိပရိပတ်တိနှစ်သက်ရာကိုစ조사ဆောင်ရွက်ခွင့်ရှိပါတယ်။ဗုဒ္ဓရဲ့ဓမ္မဟာအမှန်သစ္စာတရားပရမတ္ထကိုဓာတ်ရိုက်သိမြင်မှုအပေါ်မှာအခြေခံတည်ဆောက်ထားတာကြောင့်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်လိုကြတဲ့လူတော်ဝါတွေအတွက်အရေးကြီးလာပါတယ်။ဗုဒ္ဓဘာသာဝင်တဦးအဖို့ဖရာတရားတန်ခါယရဏသုံးပါးကိုယုံကြည်ကိုးကွယ်စိတ်ကပ်မှုဟာပဓာနဖြစ်ပါတယ်။ဗုဒ္ဓရဲ့တရားဓမ္မတွေကိုကြဲကြဲပြန့်ပြန့်ရှင်းရှင်းလင်းလင်းသိရှိလိုက်နာကျင့်ကြံဖို့နိလန့်ညွန်ပြပေးဖို့ဟာမြတ်စွာဘုရားရဲ့သားတော်များဖြစ်ကြတဲ့တန်ဃာတော်တွေအရေးကြီးလာပါတယ်။45ဝါကာလပတ်လုံးတရားတော်များဟောကြားတော်မူပြီးသာသနာတော်အဆုံးအမကိုတည်ထားတော်မူခဲ့တဲ့ဘုရားရှင်ဟာကိုတော်မြတ်ရဲ့သာသနာအရှိကြီးတန့်ရေးကြီးပွားစီပင်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်သာသနာတော်ဆိုင်ရာတရားတော်များကိုလေးစားလိုက်နာသူကျွမ်းကျင်လိမ္မာသူသင်အံပို့ချနိုင်သူအကျယ်တဝင့်ရှင်းလင်းတတ်ဟောပြောတတ်သူတွေများစွာရရှိဖို့အတွက်ပြိဋိဘံစံတော်မမူသေးပဲမျှော်လင့်ဆောင်စားတော်မူခဲ့ပါလေ။6ကျိတ်တစ်ပါးနဲ့စတင်သာသနာပြုခဲ့တဲ့သာသနာပြုလုပ်ငန်းကြီးရဲ့ဆုလတ်ဟာယနေ့အထိနှစ်ပေါင်းများစွာကြာအောင်သာသနာတော်တည်ရှိနေခြင်းပဲဖြစ်ပါတယ်။ယနေ့သာသနာတော်နှစ်ပေါင်း2500ကျော်လွန်လာအောင်မြန်မာနိုင်ငံမှာသာသနာတော်တည်ရှိနေခြင်းဟာယဟန်တန်ဃာများကဥဆောင်ပြီးသာသနာတာဝန်ကိုထမ်းကြခြင်းပြည်သူလူထုကြီးကပစ္စည်းလေးပါထောက်ပံ့ကြခြင်းကြောင့်ဖြစ်ပါတယ်။ယဟန်တန်ဃာတော်တွေဟာတရားဓမ္မဟောပြပေးခြင်းနဲ့ပြစ္ဆုတ်ပန်တန်တရားရေးကိုဥဆောင်ကပြည့်ညတ်တော်မူထားတဲ့ဝိနည်းသိက္ခာကျင့်ဝတ်များကိုမိသည့်တာဝကနဲ့မတူလေးစားလိုက်နာပြီးကြီးညိုပွဲဂုဏ်ဆောင်နိုင်ခြင်းနဲ့ရှေ့ဆောင်တော်မူကြပါတယ်။ပရိယတ်ဟာသာသနာရဲ့ရေတောက်မြစ်ပฏิပတ်ဟာသာသနာတော်ရဲ့အနှင်းလို့ဆိုကြပါတယ်။အမြစ်ကိုရေလောင်းအနှစ်ကိုသုံးဆွဲခြင်းဟာယနေ့တန်ဃာတော်များရဲ့ခိုင်မာမှန်ကန်တဲ့ကျင့်စဉ်များပဲဖြစ်ပါတယ်။ပရိစ္ဆသမုပ္ပါဆိုတာအကြောင်းကိုဆွဲ၍ကောင်းစွာဖြစ်ပေါ်ခြင်းအကြောင်းကိုဆွဲ၍အကျိုးဖြစ်ခြင်းအကြောင်းကြောင့်အကျိုးဖြစ်ခြင်းကိုခေါ်ဆိုပါတယ်။လူတော်ဝါလို့ခေါ်နေကြတဲ့လူတော်ဝါတွေရဲ့ခန္ဓာဖြစ်စဉ်တန်တရားဖြစ်စဉ်အကြောင်းတရားကြောင့်အကျိုးတရားဖြစ်စဉ်တွေအစဉ်တန်းနေတဲ့တန်တရားလဲခြင်းကိုပြတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။အကြောင်းခန္ဓာကိုဆွဲပြီးအကျိုးခန္ဓာဖြစ်ပေါ်မှုခန္ဓာဖြစ်စဉ်တန်းကြီးသာ32ပုံမှာကြည်လီနေကြရခြင်းဖြစ်ပါတယ်။မိမိရဲ့အတွင်းခန္ဓာကိုယ်သာဥလှဲ့ပြီးကိုယ်မှုနှုတ်မှုစိတ်မှုအမူအရာတို့ကိုသိသာနေအောင်ကြင့်ကြံရပါတယ်။ယုံ nant တဲခွဲအောင်သိပြီဆိုရင်အဝိဇ္ဇာပျောက်ပြီးကိလေသာတွေကွာကြကပုထုဇဉ်ဘဝကအရိယာဘဝကိုကူးပြောင်းလို့တရားရတဲ့ယောဂီများဖြစ်လာကြပါလိမ့်မယ်။အောင်စัจ जा ဇီရီတော်ကြီးရဲ့မြောက်ဖက်ခြေတော်ရင်းကဗုဒ္ဓမြတ်အကြောင်းတော်ကြီးမှာမဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဗဒ္ဒန္တနာရဒရဲ့ဘဝဖြစ်စဉ်အချို့ကိုရေးဆွဲထားတဲ့ပဋိကားများအတွင်းဘက်နံရံတွေမှာချိတ်ဆွဲပြသထားပါတယ်ပြသထားတဲ့ပဋိကားတွေဟာမဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဗဒ္ဒန္တနာရဒဖြတ်တန်းလာခဲ့ရတဲ့ဘဝခီးလန်းကမှတ်တမ်းတွေဆိုနိုင်ပါတယ်ဖြစ်စဉ်တွေအများအပြားရှိပေမဲ့ထူးခြားတယ်လို့ယူဆထားတဲ့မော်ကွန်းတင်ရမယ့်အဖြစ်အပျက်တွေကိုသာရေးဆွဲမှတ်တမ်းပြုထားတာလို့သိရပါတယ်ဗ
ဘော်ဒီထောင်ဆရာတော်ဖျားကြီးသတင်းသုံးခဲ့ဘူးတဲ့ဗရမ ्या ကျောင်းတိုက်ထဲကမူလပကြီးကားတွေကိုပုံကြီးချက်ရေးဆွဲခဲ့တာပါရေးဆွဲထားတဲ့ပုံတော်တွေဟာရှင်းလင်းပြတ်သားပြီးတရုတ်ဖော်ပုံပြင်းပြင်းတယ်လို့ဆိုရမှာပါပုံတူပကြီးကားတွေကိုကြည့်ရှုမှတ်သားရင်းဆရာတော်ဘုရားကြီးဗဒ္ဒနာနာရဒဖြတ်တန်းလျှောက်လှမ်းလာခဲ့ရတဲ့သမိုင်းမှတ်တိုင်ကြီးဟာဆရာတော်ဘုရားကြီးရဲ့အတိတ်ကအရေးတေလို့ပြီးပြင်းပြင်းထင်ဟပ်လာစေပါတယ်ရှင်တော်နာရဒဟာတပရင်းနဲ့အရေတော်မြို့နယ်ကြားမှာရှိတဲ့ရကြရွာလို့ခေါ်တဲ့ရွှေရင်းကုန်းကျေးရွာကဒီနေရာလေးမှာမွေးဖွားခဲ့ပါတယ်အခုဇီနမန်းအောင်စေတီကိုတည်ထားပါတယ်ကိုးစုကျောင်းဆိုတာကဆရာတော်ငယ်စဉ်ကသတင်းသုံးခဲ့တဲ့ကျောင်းတော်ကြီးမင်းတို့မင်းလက်ထက်တော်ကမြေတူးဝင်မင်းဦးမိုးရဲ့ကုသိုလ်တော်ပါဖျားတည်ထားတဲ့အခုနေရာဟာပထမဆုံးအကြိမ်ဒိဋ္ဌံဝင်ပြီးဗုဒ္ဓနုတ္တိဘာဝနာနဲ့မေတ္တာဘာဝနာကိုပွားများအားထုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒီမဟာဗောဓိပင်ဟာမြေတူးဝင်မင်းဦးမိုးနဲ့ရွာသူရွာသားများစိုက်ပျိုးခဲ့တဲ့ဗုဒ္ဓပွင့်ရာမျက်စိမှဒေသကမဟာဗောဓိပင်ရဲ့ပင်မမျိုးဆက်ဖြစ်ပါတယ်ကိုးစုကျောင်းရဲ့ပထမဆရာတော်ဘုရားကြီးဥတုမနဟာသီဟိုကိုဖျားဘူးသွားရကအပြန်မှာပင့်ဆောင်လာခဲ့ပါတယ်ပရိဘောဂဇေဒီထိုက်တဲ့မဟာဗောဓိပင်ကြီးဟာဒီကနေ့တိုင်းအကိုင်းအခက်ဝေဝေဆာဆာနဲ့အဖူးမြော်ခံရရှိနေပါသေးတယ်ဒီမဟာဗောဓိပင်ကပေါက်လာတဲ့ဗောဓိပင်ငယ်များကိုပြင်းထန်တဲ့အဆုတ်ယောဂဝေဒနာကိုခံစားရင်းရှင်တော်နာရဒဟာရေလောင်းပြုစုခဲ့တဲ့ကျေးဇူးကြောင့်ဒီကနေ့ကြရက်ကံကမဟာဗောဓိထောင်ကျောင်းတော်ကြီးမှာရွှေ့ပြောင်းစိုက်ပျိုးနိုင်ခဲ့ဖြစ်ပါတယ်။ဘုရားနိုင်တော့ကာသုံးလုံးနဲ့ပြည့်စုံနေရမယ်။ကောင်းတာလုပ်ကောင်းတာပြောကောင်းတာကြံနော်။အာကံကောင်းကောင်းဝစီကံကောင်းကောင်းမနောကံကောင်းကောင်းအာမြတ်စွာဘုရားကိုရဏတာရောက်လာမွေးပေးတဲ့တရားအဘလာရိကတော့ပါညလေးဆောင်မြတ်စွာဘုရားသူသားယူတော်တဲ့ဘုရားခင်မြတ်မြတ်စွာဘုရားအာရှိတာပဲကိုရဏတာရှိတယ်တဲ့စကားပြောမှကြလို့ရှိရင်မိမိပြောမှစကားတစ်ဖက်သားထိခိုက်ပါလားဟုတ်ဒီလိုဘာမို့မိမိပြန်ထိခိုက်ပါလားဒီလိုဘာမို့လုံးလုံးထိခိုက်ပါလားအဲ့ဒါလိုထိခိုက်မဲ့စကားပြောကိုအင်းရအစတတလုံးမပြောပါလိမ့်နဲ့ဒါဝစီကံကောင်းကောင်းနော်အလုပ်လုပ်မှကြလို့ရှိရင်မိမိလုပ်တဲ့အလုပ်ကတစ်ဖက်သားထိခိုက်မလားမိမိပြန်ထိခိုက်မလားမိမိရောတစ်ဖက်သားထိခိုက်မလားအဲ့ဒီလိုထိခိုက်မဲ့အလုပ်မျိုးဒီနေ့ကစတတလုံးမလုပ်ပါလိမ့်နဲ့ဒါကကာယကံကောင်းကောင်းအာလကစေကုသခာမိစေကုရည်ဒီတစ်ဖက်သားထိခိုက်မလားဒီလိုမှမဟုတ်မိပြန်ထိခိုက်မလားဒီလိုမှမဟုတ်လုံးလုံးထိခိုက်မလားအဲ့ဒီလိုထိခိုက်မဲ့အတွဲခေါ်အကြစီမျိုးကိုတတလုံးတို့ကမကြစီပါလိမ့်နဲ့အကာယကကောင်းကောင်းဝစီကံကောင်းကောင်းဘလောကကောင်းကောင်းကာသုံးလို့ခေါ်တယ်နော်ကာသုံးကစသုံးလို့တဲ့စသုံးလို့ဆိုစဉ်းစားစေးစားစူးစိုက်လောက်တစ်ခုလုံးမကြောက်ရင်လောကီပဲဖြစ်လောကုတ္တရာဖြစ်ဒီလုံးကလုံးဒေါ်ဗလားမဒေါ်လားစဉ်းစားရမယ်စဉ်းစားလို့ဆုံးဖြတ်လို့ရှိရင်စေးစသလုံးတဲ့မဟာတင်နဲ့အကျိုးပေးတယ်စဉ်းစားတော့ကောဒီအလုပ်ပါအစူးစိုက်လိုက်ပါဒါကအကျိုးပေးတယ်ဘုရားကိုယ်တော်ကြတော့တို့ဘုရားဘယ်လိုဖျားလို့စဉ်းစားတာနော်အရဟံကိလေသာကိုခတ်သိမ်းပါကင်းကျင်တော်မူသောမြတ်စွာဘုရား။အော်ငါတို့ဘုရားငါတို့လိုဘူးမရှိအောင်လား။ဘုကင်းတော်မူသောမြတ်စွာဘုရားလို့စိတ်နဲ့ဘုရားနဲ့တွေ့လာစဉ်းစားပဲဘုရားကြီးပေါ်စိတ်ကစိတ်ဆိုတဲ့ရာနဲ့နော်။ဘုရားနဲ့စိတ်နဲ့တွေ့အောင်စူးစိုက်ရမယ်။ဟုတ်လားနှလုံးသားထဲဘုရားရောက်လာ။အဲ့တော့စာသုံးလို့ခေါ်တယ်။လောကီတွေလောကရကျိုးပေးတယ်။စာသုံးလို့ပြီးတော့အာသုံးလို့နဲ့အာသုံးလို့ကအမှောင်တွေကိုလင်းအောင်နေရမယ်။အရှုပ်ထဲကိုရှင်းအောင်နေရမယ်။အပူတွေကိုအေးအောင်နေရမယ်။အမှောင်နဲ့လင်းအောင်နေတဲ့ဒီဆိုတာအဖတ်တမဲ့လောဘဒေါသပေါ်ရတဲ့နေတာအပေါင်းနဲ့နေတာအဲ့ဒီအပေါင်းတွေကနေတော့ဘုရားကုံကိုအောင်ပြလိုက်တာအရဟံကိလေသာဘုကတ္တရာကြီးတော်မြတ်စွာဘုရားလို့စိတ်ကဘုရားတတော်ထေရဘုရားကြီးရောက်တော့မြတ်စွာဘုရားတို့လိုအပူမရှိတဲ့ပုဂ္ဂိုလ်ပါလားဘုဘကိစ္စနဲ့ဘုရားမြတ်စွာဘုရားလို့စိတ်နဲ့ဘုရားတို့ဆိုတာအပေါင်းတွေကိုလင်းအောင်နေတဲ့ဒီအပူတွေအေးအောင်နေတဲ့ဒီဆိုတာအဖတ်တမဲ့တွေဘုံရောလူကပို့ဖို့တော့ဘုံရှိတာဒီအပူတွေအေးကြလို့ဆိုဘုရားကုံအောင်ပြလိုက်တဲ့စိတ်နဲ့ပြလိုက်တို့ရအေးတာပဲနော်အရှုပ်ထဲရှေ့အောင်နေတဲ့နေ့ဆိုတာဒီတိုင်းနေဘုန်းကြီးကဘုန်းကြီးလောကိုရှုပ်လို့ကိုရှိနေတာအဲ့ဒီအရှုပ်တွေရှင်းလို့ဆိုဘုရားကုံအောင်ပြု
အောင်ပြီးလို့ဘုရားနဲ့စိတ်နဲ့တွေ့လို့ရှိရင်ရဟန်းကိလေသာကိုခတ်သိမှာပြင်းနေတဲ့ဘုရားမြတ်စွာဘုရားလို့အစ်စ်ကတက်တော်ထင်ရှားဘုရားစီရောက်ပြီးတော့ငါတို့ခိုးခွဲဆိုဘုရားကငါတို့လိုအပူမရှိပါဘူးလားအပူကင်းတဲ့ဘုရားမြတ်စွာဘုရားလို့ဆိုတာအစုလေးရှောင်းနေတယ်လေနော်ကာသုံးလို့စာသုံးလို့အာသုံးလို့အောင်နေကြဖူးမြော်မြင်တွေ့နေရတဲ့မြရည်ဖျားကြီးဟာမဟာဗောဓိတထောင်ဆရာတော်ဖျားကြီးရဲ့ဘဝမှတ်တိုင်တစ်ခုပါပဲအစွန်းနှစ်ဖက်ကရုပ်ပွားတော်နှစ်စုဟာဆရာတော်ရဲ့ဖုံးကံကြောင့်ပေါ်တော်မူခဲ့တဲ့ဖျားများဖြစ်ကြပါတယ်ဟိုးတစ်ချိန်ကဒီနေရာဟာလူသူအယောက်ပေါက်နည်းလာတဲ့တောကြီးမြင်ပဲပါမြရည်တောကြီးထဲမှာဖုံးကွယ်နေတဲ့ရုပ်ပွားတော်တွေကိုတူးဖော်ပေးဖို့မကြာခဏအိမ်မက်များမြင်မဲ့နေတဲ့ရှင်တော်နာရဒဟာဘောဓိပင်ကိုရေလောင်းပြုစုရတဲ့အကျိုးအာနာပါနအကျိုးဗုဒ္ဓနုတ္တိအကျိုးနဲ့မေတ္တာဘာဝနာရဲ့အကျိုးကျေးဇူးတွေကြောင့်သေလူအဖြစ်ကလွတ်မြောက်လာတာနဲ့အိမ်မက်အရာသွားရောက်ပြီးတူးဖော်ရမှာအိမ်မက်ထဲကပေါ်တော်မူဖျားများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်1320ခုနှစ်တပေါင်းလပြည့်နေ့ဖြစ်ပါတယ်ညရဲ့ဖျားပွဲကိုနှစ်စဉ်တပေါင်းလပြည့်နေ့မှာကျင်းပလျက်ရှိပြီးစွန်းစံတော်လောင်းလှူကြလေရှိပါတယ်ညရဲ့ဖျားဟာမုံရွာမြို့ကနေ48မိုင်လောက်ပေးပါတယ်လေဒီဆရာတော်ဖျားကြီးရဲ့ဇာတိစိုင်မြင်ရွာကနေ10မြောင်းတာပေါင်အတိုင်းသွားရင်ရပါတယ်ညရဲ့အရက်ဒေသမှာထူးထူးခြားခြားပေါ်တော်မူခဲ့လို့ပေါ်တော်မူမြရိပ်ဖျားလို့ခေါ်ကြပါတယ်သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လာခဲ့ရင်မြရိပ်သာသနာကိုတိုးတက်ဖွံ့ဖြိုးအောင်လှုပ်ဆောင်ခြင်းနဲ့ဆရာတော်ရဲ့ဆန္ဒဟာပြေဝလာခဲ့တယ်လို့မော်ကွန်းတင်ရမှာဖြစ်ပါတယ်ကြီးမားတဲ့ရုပ်ပွားတော်မြတ်ကြီးဟာကဏ္ဍဂုရီတိုက်ကြီးထဲမှာသတင်းသုံးရက်ရှိနေတာဟာဖြင့်ဆရာတော်ဖျားကြီးရဲ့အဋိဋ္ဌံများအောင်မြင်မှုပဲဖြစ်ပါတယ်ရှင်တပင်းမြို့နယ်ကမြရည်သာသနာနယ်မြေကိုမဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးကကျောင်းတိုက်ခွဲတစ်ခုအနေနဲ့သာသနာပြုလျက်ရှိတယ်လို့ရန်ကုန်မြို့မှာလည်းကျောင်းတိုက်ခွဲတစ်ခုကိုတည်ထောင်ပြီးဖွင့်လှစ်ပါတယ်ရန်ကုန်မြို့ရဲ့မဟာဗောဓိတထောင်ကျောင်းတိုက်ခွဲဟာပလဲမြို့သည့်ရွှေနသာစံပြကြီးရွာမှာတည်ရှိပါတယ်ရန်ကုန်မြို့မှာရှိတဲ့မဟာဗောဓိတထောင်ကျောင်းတိုက်ခွဲဟာ17.88 ဧကကျယ်ဝန်းပြီးတော့သာသနိကအဆောက်အဦတွေနဲ့တင့်တယ်လာပါတယ်။ရန်ကုန်ကျောင်းတိုက်ခွဲကို1996ခုနှစ်မှာတည်ထောင်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဟာဘုရားတဲကျောင်းဆောက်ဘုရားထီးတင်စတဲ့သာသနာပြုလုပ်ငန်းများကိုသာမကစာသင်ကျောင်းဆောက်လို့လူဒန်းချင်းလမ်းဖောက်ခြင်းစတဲ့ပြည်သူလူထုအကျိုးကိုလည်းဆောင်ရွက်ပေးနေပါတယ်ရန်ကုန်ကျောင်းတိုက်ခွဲမှာညံတော်အမြင့်54တောင်ရှိတဲ့တာဝရိန်သာဇေဒီတော်ကိုအေးချမ်းမှုအပြည့်နဲ့ဖူးမြော်ကြီးညိုနိုင်ပြီးတော့တရားဘာဝနာပွားများလိုသူတို့အတွက်နေရာကောင်းဖြစ်ပါတယ်
နာကမ္မထံသမထ40မှာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုပွားများအားထုတ်ဖို့အမြတ်ဆုံးဘုရားရှင်ရဲ့ဂုဏ်တော်ကိုအာယုံပြုကြဖို့နဲ့ဂုဏ်တော်ကိုအာယုံပြုကြသူတွေဟာလူအင်းဆန္ဒပြေဝပြီးလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာအထိအကျိုးပေးတာမို့အားထုတ်ကြဖို့ဆရာတော်ဘုရားကြီးဗဒ္ဒနာနာရဒမိန့်တော်မူပါတယ်ဂုဏ်တော်အနန္တဆိုတော့အကျိုးပေးလဲအနန္တမို့ကြိုးစားကြဖို့ဟာမိမိတို့ရဲ့တာဝန်ပါပဲဆရာတော်ဘုရားကြီးဗဒ္ဒနာနာရဒဟာအမေရိကန်ပြည်ထောင်စုအိန္ဒိယနီပေါစင်ကာပူသီရိလင်္ကာအင်ဒိုနီးရှားအင်္ဂလန်နယူးဇီလန်ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံလာအိုဂျပန်ထိုင်းမလေးရှားတရုတ်စတဲ့နိုင်ငံများကိုတွားရောက်ပြီးသာသနာပြုခဲ့ပါတယ်ဒီလိုဆက်ကြရဲ့လုံးသူရပြီးမိုင်းပွားတော်မြတ်ကြီးအားဘုံဓာပိတိကနေကသာတင်းဘောဓိတောင်ဆရာတော်ဘုရားကြီးဝိဇာတဒါနမေဂလာဖြင့်ဒီအဖြစ်ပါသောဘုံဓာဥဒရိယမဟာမေဂလာခန္ဓာကိုစခြင်းဖွင့်လျက်ရန်အတွက်နမောတတ္တသုံးကြိမ်ရွတ်ဆိုဘုရားတော်၏အခမ်းအနားဖွင့်လှစ်ပေးတော်မူကြပါယံယူသည်လေးမြတ်စွာရှောက်ထားပန်ကြားအပ်ပါရဲ့ဗျာနမောယတာဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါနမောယတာဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါနမောယတာဘဂဝါတောမုံရွာနယ်ဟာမိုးနဲ့ရေရှားရဝန်းဒေသမှာတည်ရှိပါတယ်။ပူပြင်း၆တွေ့ပြီးချင်းတွင်းမြင့်နဲ့အလှမ်းဝေးတဲ့အရက်ဒေသတွေမှာတောက်ရည်သုံးရည်ဟာအခက်အခဲရှိပါတယ်။မဟာဗောဓိတထောင်ကျောင်းတော်ကြီးဟာချင်းတွင်းမြင့်နဲ့ဝေးကွာရုံသာမကတောင်ကုန်းမြင့်အနေအထားမှာရှိတာကြောင့်ရေအခက်အခဲဟာနှစ်စဉ်တွေ့ကြုံကြရပါတယ်။ဆရာတော်ကြီးကိုယ်တိုင်ကလည်းသာသနိကအဆောက်အဦတွေအစင်မပြတ်ဆောက်လုပ်ပူဇော်နေတာမို့တိဆောက်ရေးလုပ်ငန်းတွေအတွက်ရေလိုပါတယ်။ရေအခက်အခဲအတွက်မဟာဗောဓိတထောင်ဆရာတော်ကြီးဟာအဋိဋ္ဌံဝင်တစ္ဆာပြုရာမှာရေတွက်ကိုရရှိပြီး16ခုနဲ့အဝီစီတွင်းပေါင်းများစွာတို့ကရေတွေရရှိလိုနေပါပြီရှင်။လျောင်းတော်မူကြီးနဲ့အောင်ဆက်ကြဇေဒီရဲ့စောင်းနှန်းနေမှာပန်စီမီကအစအမှတ်တရပစ္စည်းတွေအညာဒေသရဲ့ထွက်ကုန်တွေဂရက်ကန်ဒေသရဲ့ထုတ်ကုန်လုပ်ငန်းဖြစ်တဲ့ငရုတ်စုံကြိတ်စုံကြောက်ပြင်းစားတဲ့ပစ္စည်းတွေနဲ့တနခါးတို့များကိုရောင်းချပေးတဲ့ဈေးဆိုင်တန်းတွေရှိပါတယ်ရွှေဘိုတနခါးရှင်မတောင်တနခါးလိုလူသည့်မများသေးပေမဲ့ဘော်ဒီတထောင်ရဲ့ဂရက်ကန်တနခါးဟာအမျိုးသမီးများနှစ်သက်ဆွဲလန်းကြတယ်လို့ဆိုကြဂရက်ကန်ရွာရဲ့အိမ်တိုင်းလိုလိုမှာတနခါးပင်တွေအစီအီရှိကြပါတယ်
စိမ့်စိမ့်မေးမဘဝေအတိမေရွေကြည်နူဘဝေတရိတေရွေသာသီဘဝေအရှိရှိရွေအမြင်ကြည်မြပီတိခါစိတ်စတာမစပြရငါရီအာရီတထောင်တောင်းဖယားဟောင်းကိုညွပြောင်းပါမီဘုန်းစီတီငါမီငါဖာငါဘိုးငါဘေးမြဝေပေငါမီငါတာစင်ဆက်သွား၍ပွားမြေတာကိနေလေလျက်အေးကြီးဒုက္ခရစေခြင်းအေးကြီးဒုက္ခရစေခြင်းနေကြီးဖြာစေဝွန်ကြည်သာစွာတင့်တယ်လာ၏ငကတူကျူရွှေပြောင်ယူ၏မိမူပါမိတသိမ့်စေလာရောင်ဝင်းပါရှမ်းမြမြတွင်လေခမ်းကြီးကြီးရှူပဲစေတီရင်တွင်ကြည်နူတငိမ့်ငိမ့်နှလုံးစိမ်ဝါအေးမြချမ်း၏စာရိပ်ရိပ်ရိပ်တောတောင်ရိပ်နေဘေးရိပ်ထူးထွေနတ်ငါဝေးတပြေးသေးနဲ့တစိမ့်စိ